ကြောင်ဘရင်အုပ်ချုပ်နေတဲ့တိုင်းပြည်မှာတဲ့ကုန်စည်နှုန်းကတက်ပြီးတက်ကြတာဆိုလို့စိတ်ဓာတ်တစ်ခုတည်းရှိတယ်လို့ဝိုင်းပြီးအတင်းချနေပါတယ်ဖေရ ဘာဟဲ့မိုက်တော့မမှုဘူးကွာ မှန်ပါဖေရ ငါပေါက်ပွဲတော့ပြီကွာ မှန်လိုက်တော့ဖေရ ဟဲ့ရဲမဲ့တို့ ဖျား အမိတ်မှန်ငါအကြောင်းအတင်းချတယ်ကောင်မဗျလက်ဖက်ရင်ဆိုင်မှာပြောရင်လက်ဖက်ရင်ဆိုင်မှာဖမ်းရမကာဆိုင်မှာပြောရင်ရမကာဆိုင်မှာဖမ်းဈေးထဲမှာပြောရင်ဈေးထဲမှာဖမ်းစစ်ကြောရေးစခန်းတပ်ဖို့နရသိန်ထဲမှာတစ်သက်လုံးအကျဉ်းချတယ်ကွာ မလာပါဗျာ ဂျာနဲ့များတော့ယူကြောင်ကြောင်အကောင်တွေကပြောသေး No man above the law ဥပဒေအထက်မှာဘလူးမှမရှိဘူးတဲ့လို့တော့ဒီလိုက်ချင်သေးတယ်ဥပဒေထက်မှာဘလူးရှိတယ်လေဟေး အရှင်မင်းကြီးရှိတယ်အရှင်မင်းကြီးရှိတယ် ဥပဒေထက်မှာဘလူးရှိတယ်ဟေး အရှင်မင်းကြီးရှိတယ်အရှင်မင်းကြီးရှိတယ်